ဒီမေကိုလေးကစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် Apple ကကမ္ဘာထိပ်တန်းကုမ္ပဏီဖြစ်ပြီးတော့ဒီအကုန်လုံးอ่ะပေါ့နော် AI မှာ AI ဖြစ်နေတဲ့အချိန်မှာသူတို့ဘာလို့မို့ပေါ့နော် AI ကိုကောင်းကောင်းမလုပ်နိုင်တာလေဒီနေရာမှာကျွန်တော်အမြင်နှစ်ချက်ရှိရပေါ့နော်နှစ်ချက်ရှိရပထမတစ်ချက်ကဘာလဲဆိုတော့သူတို့ဒီ AI နဲ့ပတ်သက်ပြီးတော့ဒါ short တွက်ခဲ့ပုံရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုအချိန်တူတွင်းမှာဒီလောက်ထိသူတို့ဖြစ်လာလိမ့်မယ်လို့ခံမှန်းထားပုံမရခဲ့ဘူးပေါ့နော်ကျွန်တော်တော့အဲ့လိုမြင်တယ်ပေါ့နော်ဒုတိယအချက်ကဘာလဲဆိုတော့ privacy ပေါ့နော် privacy ဆိုတာဒါ Apple ရဲ့အသက်ပဲဗျာApple နာမည်ကြီးတယ်ဆိုတာလည်းဒီ privacy နဲ့ပတ်သက်ပြီးတော့သူတို့ဒါအလေးထားလို့အဲ့မှာ AI ကြတော့ကျွန်တော်တို့ဒီ privacy ကိုသွားပြီးတော့အလေးထားလို့မရအောင်အခုကျွန်တော်တို့ AI တွေကျန်းတယ်ခေါ်တယ်ဆိုတာကလည်းဒီကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရှိတဲ့ကျွန်တော်တို့ user တွေရဲ့ဒါ data တွေကိုသူတို့train ထားလို့ဒီ AI တွေကဒါကျန်းတာပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာ Apple နည်းနည်းတိုင်ပတ်သွားပုံရတယ်ပေါ့နော်သူတို့ဘာဆက်လုပ်အောင်လဲဘယ်လိုလုပ်တင်လဲအဲ့မှာသူတို့တိုင်ပတ်သွားပုံရတယ်ကျွန်တော်ကတော့ဒီနှစ်ချက်ကြောင့်လို့ထင်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အခုကျွန်တော် Google Gemini လို့OpenAI ရဲ့ ChatGPT ကိုနာမည်ကြီးရဲဆိုတာလည်းပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာသူတို့ဟိုနိုင်ကြီးဒီဟာကိုလှုပ်လိုက်လို့ကြီးတာမဟုတ်ဘူးGoogle ဆိုရင်ကျွန်တော်တို့ဒီ DeepMind ဆိုတဲ့သူတို့ရဲ့ company ခွဲတစ်ခုရှိရပေါ့နော်အဲ့ company ကိုဆိုရင်သူတို့လွန်ခဲ့တဲ့10နှစ်ကျော်2014လောက်ကတည်းကသူတို့ဝယ်ပြီးတော့ဒီ AI ဘိုင်းကို research and development လုပ်ခဲ့တာပေါ့နော်အခုဆိုဒါ10နှစ်ကျော်သွားပြီအဲ့ကောင်ကဘယ်လောက်ထိကျန်းလဲဆိုရင်ပေါ့နော်လွန်ခဲ့တဲ့ဒါ2016လွန်ခဲ့တဲ့10နှစ်ပေါ့နော်2016တုန်းကဒီ Go ပုံကိန်းလို့ခေါ်တဲ့ကမ္ဘာချန်ပီယံတယောက်ကိုတော့ Google Team ရဲ့ AI ကအနိုင်ယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့မှလွန်ခဲ့တဲ့10နှစ်ကတည်းကနော်အဲ့ချိန်တုန်းကအဲ့လောက်ကျန်းနေပြီအဲ့အကြောင်းကိုဒီ Google AI ကပေါ့နော် Go ချန်ပီယံကိုအနိုင်ယူခဲ့တဲ့အကြောင်းကို documentary ရိုက်တာရှိတယ်နာမည်ကတော့ AlphaGo ပေါ့နော်ကျွန်တော်အဲ့အကြောင်းကိုတော့ကျွန်တော်အရင်ကဗီဒီယိုတင်မှုတယ်ထင်တာပဲထားပါGoogle လည်းအဲ့လိုမျိုးလုပ်ခဲ့လို့ပဲ OpenAI ဆိုရင်လည်းဒါ2015ကတည်းကသူတို့ company ကိုထောင်ပြီးတော့ AI ဘိုင်းကို research and development လုပ်နေကြရအောင်เนาะအားကြောင့်မလို့လဲသူတို့အခုချိန်နေဒီမှာအခုလိုမျိုးပြင်းနိုင်တာကျန်းနိုင်တာပေါ့เนาะအဲ့ဒါပိုကျန်းတာကမူဆယ်တပတ်ကတရုတ်ကောင်ဒီဘက်ကဘာဟေးဘလို့လဲဟေးဆိုသူတို့ကသိမ့်မကြဘူးခဏနေရနဲ့အဲ့ဒါပိုကျန်းတာတွေထုတ်ပြန် copy ရဲ့နေရာမှာလုံးဝ respect